Mingla Swipingu 3D မိတ်ဆွေအားလုံးမင်္ဂလာညချမ်းပါနော် Swipingu ရဲ့တင်ရှာမြင်ရှာကြားရှာအားလုံးဦးထိပ်မှာပန်းရှင်ပြီးတော့မှ16ချိန်အတွက် 3D တကွက်ပြောပြမှာဖြစ်ပါတယ်နော်အဲ့ဆိုရင်ပြောမယ်ဟုတ်ပြီ1 3 3ကနေ6 4 1က1နေ1နေ9 9က3ညနေ1 3ည6 3 3ညမှာ9ပဲเนาะ3ထိပ်ထဲမှာ9ဖြစ်မယ်เนาะ1 3ညကနေ6 4 1က1နေ9 9က9 6 3 3ညက9နေ1 3ည9တဲ့နေ1 3ည9လို့ဖြစ်တယ်เนาะအဲ့နေ1 3ည9ကိုတဲ့เนาะ1 3ညနေ6 4 1နေ9 9က9နေ9 9က10 6 3 3ညက9နေ1 19တဲ့နေ1 19ကိုနေ1 6ပြန်9တဲ့နော်နေရ1ရ6ရပြန်9တဲ့နော်6ရ4ရ3ညရပြန်10 9 3ည6နေ1က9 3ည6 4က10 9 10နော်6 6 9က1 9 3ည1နော်ပြန်ကြည့်6နေ1က9 3ည6 4က10 9 10နော်6 9က1 9 3ည1ဆိုရင်ဒီမှာနေဖြစ်ရတော့မယ်တဲ့နော်နေဖြစ်မယ်ဆိုရင်နေရခွန်ရရှိပြီးသား9ဆိုတော့3ထဲမှာဖြစ်မယ်နော်9 3ည1နေကိုနေ1 10 9လို့လုပ်တယ်နော်9 3ည1နေဆိုရင်သူက3ထိပ်ပဲနော်3ထိပ်ဟုတ်ပြီ3ထိပ်ဖြစ်သွားတဲ့အချိန်မှာသူက3ထိပ်က3ထိပ်တော့လွယ်တယ်အများကြီးပါဒီမှာလည်း3ထိပ်ပါပဲနော်ကွင်ချတစ်ချိန်နဲ့ချိန်နဲ့ကွင်ချ3ထိပ်ပါပဲဒါလည်းတော့လွယ်လေးပေါ့ဗျာ3လေးချက်ဟုတ်ပြီဒါဆိုရင်အဲ့လိုဟုတ်သွားပြီဆိုရင်သူကစေနှလုံး1နဲ့ဒီနောက်ပိုင်းနဲ့ဆို3ညတော့ဖြစ်ရနော်စေနှလုံး1နဲ့ဒီနောက်ပိုင်း9နဲ့ဆိုရင်3ညဒီစေနှလုံး8နဲ့နောက်ပိုင်း2နဲ့ဆိုရင်3ညစေနှလုံး9နဲ့နောက်ပိုင်း9နဲ့ဆို3ညနော်ဒီမှာ8ဖြစ်တယ်ဒီမှာ3ရှိတယ်8ပိုင်းနဲ့စေနှလုံး2နဲ့မှ3ညဖြစ်မယ်နော်ဒါဆိုရင်3ရဲ့ဒီမှာ9လက်ထဲမှာ2လို့ဖြစ်မယ်နော်ဒါမှ8နဲ့စေနှလုံး2နဲ့ကို10လို့ဖြစ်မယ်နော်ဒါမှ10ဖြစ်မယ်5 6 9 10 8 9 3 10 5 6 9 10 4 4 10 9 3ည110ဆိုရင်ဒါ39တွဲပါနော်39တွဲကဒီမှာပရိယာတော့ဒီတစ်ပတ်အကုန်ဆုံးကတော့ရှင်းပရိပဲလေနေနဲ့3နဲ့5 8နဲ့6 5 6နော်9နဲ့8နဲ့ခွန်5 6ခွန်ထိတ်စီးနဲ့ဒီမှာ8ပရိဆိုရင်6ထက်5 6ခွန်8နော်ဟုတ်ပြီနော်ဟော49ဖြည့်တာတည်ပြီးသားဖြစ်ပါတယ်နော်ဒါဆိုရင်396တကွယ်ကောင်းဖြစ်ပါတယ်နော်Swipingu 3D မိတ်ဆွေအားလုံးကောင်းကြပါစေနော်